ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တခုလောက်ထပ်ပြီးတော့အလူရှင်တူရဲ့အကြောင်းလေးကိုတင်ပြခြင်းလို့ဖြစ်ပါတယ်လူထားတဲ့အလူရှင်ပေါ့နော်သူကဘယ်ရလဲဆိုတော့မလေးရှားနိုင်ငံကပါသူကတော့ကျွန်တော်မလေးရှားသွားတဲ့အချိန်မှာလဲကျွန်တော်ကိုစကားတွေပဲပြောတယ်ပေါ့နော်အရန်သဘောကောင်းတဲ့မိသားစုတစုဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မိသားစုကိုလည်းအများနဲ့အားပေးနေတဲ့တယောက်ဖြစ်ပါတယ်ပေါ့နော်သူ့ရဲ့နာမည်ကလည်းဗဂျေကူမာပါပဲပေါ့နော်သူ့ရဲ့နာမည်ကလည်းဗဂျေကူမာပဲသူ့ရဲ့သားမွေးနေ့ပေါ့နော်ခရစ်စမတ်နေ့မှာမွေးတဲ့အတွက်ကြောင့်မလို့သူခရစ်စမတ်နေ့မှာလှုပ်ရှင်တာဒါပေမဲ့ခရစ်စမတ်မှာမွေးတဲ့လူကတော်တော်များတယ်ပေါ့နော်တော်တော်များတဲ့အခါမှာပြုံးကနေအဲ့လိုပြုံပြီးလူမှာဆိုတော့ကျွန်တော်ကတော့ပြောလိုက်တယ်ပေါ့နော်ခရစ်စမတ်နေ့မှာတော့ဒီမှာအလူရှင်တွေရှိတယ်တကယ်လို့အနေတို့ဘက်ကနေပြီးတော့မှသဘောတူတယ်ဆိုရင်တော့ဒါကျွန်တော်နောက်မှကလေးတွေကိုကျွေးလို့ရလေပတ်စံဆိုတာပြတ်သွားရင်ဒီပတ်စံနဲ့ကျွေးလို့ရတယ်ဒါပေမဲ့ကျွန်တော်ဗီဒီယိုတစ်ပုတ်တင်ပေးမယ်အဲ့လိုမျိုးသူတို့အခွင့်တောင်းလိုက်တယ်ပေါ့နော်တောင်းလိုက်တဲ့အခါကျတော့ तू ကရပါတယ်အနေတဲ့ကျွန်တော်လှူလိုက်မယ်ပေါ့နော်လှူလိုက်မယ်ရတယ်အဲ့နဲ့ဗီဒီယိုတင်ရင်လည်းတင်မတင်ရင်လည်းမတင်နဲ့ပေါ့နော်ရတယ်လို့ပြောတယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုကိုဒီကနေတင်ရခြင်းဖြစ်ပါတယ်ခင်ဗျာ तू ကတော့မလေးရှားနိုင်ငံကသူ့သားလေးရဲ့ဓာတ်ပုံကိုလည်းဒါ TikTok ပေါ်မှာကျွန်တော်တင်ထားပါတယ်သူ့သားရဲ့နာမည်ကိုလည်းကျွန်တော် TikTok ပေါ်မှာတင်ထားတယ်ပေါ့နော်ကလေးလေးကလည်းအရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်ဒါခရစ်စမတ်နေ့မှာမွေးတာဖြစ်ပါတယ်ခင်ဗျာဆိုတော့အခုလိုမျိုးလှူဒန်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့ပေါ့နော်ဒါငဲ့ညာမှုတစ်ခုပေါ့နော်ရတယ်နဲ့ဒီနေ့အနက်မှာလူရှင်ရှိရင်တော့ကျွန်တော်တခြားနေရာကိုပဲလှူလိုက်မယ်လို့လည်းပြောလို့ရတယ်ဒါပေမဲ့ तू ကဒီနေ့တော့ကိုမကြည့်တော့ဘူးပေါ့နော်ဂေယာရဲ့နောက်ရေးကိုကြည့်ပြီးတော့မှ तू ဒီဗီဒီယိုဒီငွေလေးကို तू ကဒီကိုလှူရခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျေးဇူးအများကြီးတင်တယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီတက်မကလှူနိုင်တတ်နိုင်ပါစေထာဝရပျော်ရွှင်နိုင်ပါစေကျွန်တော်ပြောသလိုပဲကျွန်တော်စိတ်ပေါ့နော်စိတ်ဝယ်ထားတယ်ဒီညကိုကလေးတွေကိုကျွန်တော်ပျော်ဝဲရှင်ပွဲလေးလုပ်ပေးမှာပေါ့နော်ဗီဒီယိုတော့ရိုက်မပြတော့ဘူးပေါ့နော်ဗီဒီယိုတော့ရိုက်မပြတော့ဘူးဒီဗီဒီယိုမှာပြလိုက်မှာပေါ့နော်ဒီမှာလိုက်ကြည့်လိုက်ဒီမှာပေါ့နော်စိတ်သူကတော့အကောင်အကြီးကြီးပဲပေါ့နော်ကလေးတွေကိုကင်းလောက်ကျွေးမယ်ပေါ့နော်တေချာလေးလောက်ကျွေးမယ်နည်းနည်းတော့စိတ်ရှိပြီးလောက်အောင်ပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်ကျွန်တော်တိုးပထမတော့တိုးလုံးမလို့ပေါ့နော်တိုးကကျွန်တော်ကိုယ်တိုင်လဲဘာပေါ့နော်တနာတယ်ပေါ့နော်တိုးကိုကြတော့တိုးဆိုတဲ့တလိမ့်ဆန်ကဒီစိတ်တွေနဲ့မတူဘူးပေါ့နော်သူကအရန်လိမ့်ပါတယ်ပေါ့နော်လိမ့်ပါတယ်နောက်ပြီးတော့သူကမျက်လုံးမုံတယ်သူကဒီကနေပြီးတော့ဥမာပေ30လောက်ပဲသူရှင်းရှင်းလင်းလင်းမြင်ရတယ်ပေ30လောက်ကြော်သွားပြီသူကမျက်စိမုံတယ်နောက်ပြီးတော့သူကတခင်ကိုအရန်တိတက်တဲ့တလိမ့်ဆန်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တိုးကိုတော့ကျွန်တော်မလုပ်တော့ဘူးစိတ်ပဲလုပ်လိုက်မှာပေါ့နော်စိတ်ပဲကလေးတွေကိုกินကျွေးမယ်ကလေးတွေကဒီမှာနေအောင်ပိုးကောင်လေးတွေစော့နေရတယ်ပေါ့နော်ပိုးကောင်လေးတွေအများကြီးပဲပိုးလေးတွေဒါပိုးကောင်လေးတွေတမောင်းပိုးလေးတွေဟိုမှာဥရောပကစအနီအောင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုမျိုးဗဂျေကူမနဲ့ကိုလည်းကျေးဇူးအများကြီးတင်တယ်အနေတို့မိသားစုလည်းဒီတက်မကပျော်ရွှင်နိုင်ပါစေလို့ခေယာရဲ့ကိုစားပြီးဆုတောင်းပေးပါတယ်ထာဝရပျော်ရွှင်နိုင်ပါစေလို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ